တိုင်းမှုကတော့နှစ်လဆိုမိုးဘွာလာနှစ်လတော့ဖြစ်နိုင်လိမ့်မယ်ပေါ့နော်အဲ့တော့တိုင်းမှုတွေကတော့ညှော်လင်းချက်တော်တော်မဲ့အနေထားမျိုးဖြစ်တယ်ဆိုတဲ့ဟာကိုတခုပြောချင်တယ်ပေါ့နော်တန်ဒီစစ်သားတွေနဲ့ကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ဂျာမှာခင်ဗျားတို့ပတ်စတွေဂျာညက်နေခြင်းကလည်းတက်ရှိုခံထားရခြင်းကလည်းကျွန်တော်တို့တော်လှန်ရေးအတွက်တော့နည်းနည်းတော့အနောက်ရှက်အဟန်တာတခုဖြစ်ကျွန်တော်လှုပ်ဆောင်နေရတယ်ဆိုတဲ့ဟာလေးကိုပြောချင်ပါတယ်ဗျလာလိုက်မျက်နှာကြီးဖုံးပြီးတော့မျက်နှာကြီးဖုံးမျက်နှာဖုံးမှာတော့ဗျာဘာလို့တော့မှာချစ်တက်ကရဲဘော်တွေရဲ့တာသမီတွေကိုဒီလိုဓာတ်ပုံရိုက်ခိုင်းတော့ရတဲ့အနေအထားမျိုးဆိုတော့အဲ့တော့ပြောချင်တာကချစ်တက်ကသတင်းထုတ်တဲ့ကောင်နေမင်းတို့ယုံကြည်အောင်လဲသတင်းထုတ်ယုံကြည်အောင်လဲအလုပ်လုပ်ကြအောင်မင်းတို့ဘယ်ပြည်သူမှမယုံအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရတဲ့အချိန်လေးပေါ့နော်သတင်းလေးတွေနည်းနည်းထူးခြားသတင်းလေးတွေနဲ့တင်ဆက်ပေးမယ်ပေါ့ဆက်ပြီးတော့ဒီနေ့ကတော့2025နိုဝင်ဘာ19ရက်နေ့ပေါ့နော်19ရက်နေ့ကျွန်တော်တို့ဒါဒီဘက်မှာလည်းလက်ရှိကတော့တောက်လျှောက်ကတော့ကျွန်တော်တို့ပွဲတွေဖြစ်နေတုန်းလို့ပြောလို့ရတယ်ပေါ့နော်ပွဲတွေဖြစ်နေတုန်းဆိုတာကျွန်တော်တို့ဒါအတင်းပေါ့နော် dog fight ပုံစံမျိုးတယောက်နဲ့တယောက်လုံးထွေးတပ်ပုတ်ပြီးတော့မှဖြစ်နေတဲ့ပွဲမျိုးမဟုတ်ပေမဲ့လည်းသူ့ဘက်ကလည်းကျွန်တော်တို့ရသလောက်စစ်ကောင်စီဘက်ကလည်းကျွန်တော်တို့ရသလောက်ပြန်ပြီးတော့မှတိုးနေတာရှိတယ်ကျွန်တော်တို့ဘက်ကလည်းဒါရသလောက်ပေါ့နော်တောက်လျှောက်ဟန်တားနေတဲ့အနေအထားမျိုးတွေလေးရယ်ကျွန်တော်တို့ဒါရှိနေတယ်ပေါ့နော်ဒါကတော့တစ်ပိုင်းပေါ့ဒါနဲ့ပတ်သက်ပြီးတော့ပြီးသွားရင်လို့ရှိရင်ထပ်ပြီးတော့မှတိုင်းမှုနဲ့ပတ်သက်နေလှောင်နေရလေးရှိရယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြောပြသွားမယ်အဲ့တော့အခုထူးခြားသတင်းပထမတစ်ခုကတော့ကျွန်တော်တို့ဒါ KNU ရဲ့ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ဒါကျွန်တော်တို့စောမူဒူစေဖိုးပေါ့နော်ဒါလူတိုင်းနဲ့သိပါတယ်မူဒူစေဖိုးနဲ့ကျွန်တော်တို့ဒူပလာယာခရိုင်ပေါ့နော်ဒူပလာယာခရိုင်တက်မှာ6နေမြေပေါ့ဒူပလာယာခရိုင်ရဲ့ခရိုင်ဥက္ကဋ္ဌပေါ့နော်ခရိုင်ဥက္ကဋ္ဌတို့ကိုကျွန်တော်ဒါကတော့ခရိုင်ဥက္ကဋ္ဌဆော့ရွှေမောင်းပေါ့နော်ဆော့ရွှေမောင်းတို့ကိုကျွန်တော် KNU ကနေပြီးကမှဒါအပြီးပိုင်ထုတ်ပယ်လိုက်ပြီဆိုတော့သတင်းစကားလေးလဲကြားရတယ်ပေါ့နော်ကြားတဲ့ခါကျတော့ကျွန်တော်တို့ကဒီလိုမျိုးကတော့နည်းနည်းပြောရမယ်ဆိုရင်ဖြစ်စေခြင်းတယ်ပေါ့နော်ဖြစ်စေဘာကြောင့်လဲဆိုတော့ဒါ KNU ကစပြီးတော့မှဒါဘုဒ္ဓစေဖို့တို့သွားတယ်ကျွန်တော်တို့ဒါဟိုပေါ့ NCA 10နှစ်ပြည့်ကိုသွားခဲ့တဲ့အချိန်တွေကဒါ KNU ရဲ့သဘောထားမဟုတ်ပါဘူးဆိုတဲ့ဟာကိုထုတ်ပြန်တယ်ဘာဖြစ်လို့လဲဆိုတော့ KNU ကအောက်ခြေမှာတက်မှာ9ခုလုံးနီးပါးလို့တော့ပြောလို့ရတယ်အောက်ခြေမှာစစ်ကောင်စီနဲ့အပြင်းထန်တိုက်ပွဲတွေတိုက်နေတဲ့အချိန်မှာအပေါ်ကလူတွေကသွားပြီးတော့မှဒီလိုမျိုးစစ်ကောင်စီနဲ့ပတ်သက်သွားပြီးတော့စကားပြောတဲ့ဟာလေးတွေကနည်းနည်းတချို့အကြောင်းအရာလေးတွေကနည်းနည်းလွန်တယ်လို့ပြောလို့ရတယ်ပေါ့ဗျာဟုတ်တယ်မှာဒါဘယ်လိုပြောရမလဲဇပွဲပေါ်မှာဝိုင်ခွက်တိုက်ပြီးတော့မှအောက်မှာဓာချင်းထောက်ထားတယ်ဆိုတဲ့ပုံစံမျိုးကကျွန်တော်တော်လှန်ရေးသမိုင်းမှာအဲ့လိုဆက်သွားနေရင်ကျွန်တော်တို့ကရှစ်ရှုံးဖို့ပဲရှိဘာလို့အပေါ်ကလူကြီးကတော့လက်တစ်ဖက်ကတော့ဇပွဲဝိုင်းမှာဝိုင်ခွက်ချင်းတိုက်ပြီးတော့မှဟီဟာနဲ့ချီရလုပ်ပြီးတော့စကားကြီးပြောနေမှာအောက်ချီကလူချင်းကြီးကတော့ဓာတ်ထောက်ထားတယ်ဆိုတော့အဖြစ်မျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ပြက်သားသားတစ်ခါလေးလုံးရမယ်အနေထားမျိုးဖြစ်တယ်ဒါကြောင့်ဗိုလ်ချုပ်ကြီးမြပြောခဲ့တဲ့စကားကနော်ရန်သူနဲ့တွေ့ဆုံဆွေးနွေးတဲ့လူကနော်ဒါတင်းကိုခံထားရတဲ့နွားများလိုပဲနော်ခွေလည်းမခွေရတော့ဘူးမျိုးလည်းမပွားတော့ဘူးဒါပေမဲ့ဝါတော့ဝါလာတယ်ဆိုသလိုပဲရန်သူနဲ့တွေ့ဆုံညှိနှိုင်းမှုကကျွန်တော်တို့ဒီချိန်မှာလုံးဝမလုတ်တင်တဲ့အကြောင်းအရာတစ်ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့လဲကျွန်တော်တို့ဒါ KNU ကကျန်တဲ့ကျွန်တော်လက်ရှိတာဝန်ထမ်းဆောင်တဲ့လူကြီးတွေရဲ့ဆုံးဖြတ်ချက်ကိုလည်းကျွန်တော်တို့အားပေးတယ်လို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့အခုလိုမျိုးဒါတိပပထုတ်ဖို့ပြောကြားပြီးတော့ပေါ့နော်ထုတ်ဖို့ပြောကြားပြီးတော့ကျွန်တော်တို့အဖွဲ့အစည်းကနေထုတ်ပလိုက်တဲ့ဟာလဲကျွန်တော်တော်လှန်ရေးတွေဒါကောင်းသောသမိုင်းတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ဒါလေးတစ်ခုပြောချင်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါမော်တောင်တိုက်ခံလိုက်ရပြီပေါ့မော်တောင်တိုက်ခံလိုက်ရတော့ဒါကျွန်တော်ပြောမယ်ဆိုကံယူနန်တိုင်းဒေတာတိုင်းစစ်တာနာချုပ်ပေါ့နော်ကျွန်တော်ကံယူနန်ဒေတာတိုင်းစစ်တာနာချုပ်ဆိုတာကျွန်တော်ဘယ်ကနေစလဲဆိုတော့ကျွန်တော်တို့အပေါ်အထက်ဖက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မွန်တရနာကြီးအဆက်ပေါ့နော်မွန်တရနာကြီးအဆက်မလွှဲတောင်ကနေပြီးမှကျွန်တော်တို့အောက်ဖက်ဆိုလို့ရှိရင်ဒါရနောင်းပဲအဆက်ဒီကော့တောင်းထီပေါ့နော်ကော့တောင်းထီဒီနေရာကကျွန်တော်တို့ဒါကံယူနန်ဒေတာတိုင်းစစ်တာနာချုပ်ရဲ့နေမြေဖြစ်တယ်ပေါ့နော်မြန်မာနိုင်ငံ6တစ်ချောင်းလုံးလို့ပြောလို့ရတယ်ပေါ့အဲ့ဒီ6တစ်ချောင်းလုံးမှာကျွန်တော်ပထမဆုံးတိမ့်ခံလိုက်ရတဲ့
မျိုးတစ်မျိုးဖြစ်တယ်ဒါပေမဲ့အရှိမလဲကျွန်တော်တို့သိမ်းခံရတဲ့နေရာတွေရှိပါတယ်ထီခီတို့ထီထတို့ဒါပေမဲ့ထီခီတို့ထီထတို့ကြတော့ကျွန်တော်တို့ဟိုရွာတတာပဲရှိတာပေါ့နော်ရွာတတာနေသက်ကုံတွေထီခီဘက်မှာနေသက်ကုံတွေစုံလှုပ်ဖို့အတွက်ပြင်ဆင်နေဆိုရင်လည်းသူကရွာတတာပဲရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒါမောတော်ကတော့သူမျိုးအင်္ဂါရဲနဲ့အညီညွတ်အကုန်ရှိရောရဲစခန်းရှိရထွေးအိုးရှိရကျန်တဲ့ကျွန်တော်ပြည်သူစေယုံတို့ဘာလို့ကျန်တဲ့အရာတွေအကုန်လုံးရှိတယ်ပထမဆုံးပါသွားတဲ့မြို့လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ပထမဆုံးပါသွားတဲ့မြို့ပါသွားပြီဆိုတာနဲ့ဒါကျွန်တော်ထုံးတန်တိုင်းမင်းအွန်လိုင်းသူ့လူတွေကိုသူဒါစပြီးတော့မှထပြဿနာရှာပြီလို့ပြောလို့ရတယ်အချင်းချင်းပုတ်တိုင်းမှုစဖြစ်ပြီလို့ပြောလို့ရတယ်ပေါ့နော်အချင်းချင်းပုတ်တိုင်းမှုတွေကအခုဘယ်လိုဖြစ်လဲဆိုတော့ဒါမောတော်ကျသွားတာနဲ့ဒါကယိုရန်တိုင်းမှုကိုကျွန်တော်တို့ဒါနေပြီးတော့ခေါ်ပြီးတော့မှဂရိကဝတ်တစ်ခုတောင်းခံရတယ်ပေါ့နော်တောင်းခံတယ်ဗာလဲဆိုမောတော်မျိုးကို2လအတွင်းရအောင်ပြန်ပြီးတော့သိမ့်ပိုက်ပေးပါမယ်ပြန်ပြီးမသိမ့်ပိုက်နိုင်ရင်ကျွန်တော်တို့ယာတုကနေဖြုတ်ချခြင်းခံရမယ်အရေးယူခြင်းခံရမယ်ဆိုတဲ့အနေအထားမျိုးလဲဒါကယိုရန်တိုင်းမှုကြုံနေရပြီပေါ့နော်အဲ့တော့ကယိုရန်တိုင်းမှုကိုဒီလိုမျိုးလှုပ်တယ်ဆိုတဲ့အချိန်မှာဒါစစ်တပ်ကတော့ဒါကတော့သူတို့ရဲ့ကြွကြော်တန်ကတော့အမြင်နဲ့ရှိနေမှာပဲပေါ့နော်2လအတွင်းရအောင်ပြန်တိုက်ပေးပါမယ်ဆိုတော့အဲ့ဒီကျွန်တော်မောတော်ဟိုသူတို့စပြီးတော့မှကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကမောတော်ကိုတိုက်တော့မယ်ဆိုတော့အချိန်အတိုင်းတာမတိုင်ငင်ကလေးကအဲ့ဒီစစ်ကြောင်းကဟိုးကျွန်တော်တိန်ခွန်းဘက်ကနေပြီးတော့မှမောတော်ကိုခြိတက်နေတာဒီချိန်ကြီးမရောက်နိုင်သေးဘူးဒီချိန်ကြီးမရောက်နိုင်သေးဘူးအဲ့ဒါကိုသူက2လအတွင်းရောက်တယ်ဒါကတော့သူ့ရဲ့ယာတုအာနာပါဝါဆက်ပြီးတော့မှတီးတန်းခိုင်မြဲရေးအတွက်ကတော့သူကတော့ဒီ promise တစ်ခုတော့သူပေးခဲ့မှာပေါ့နော်ပေးခဲ့မှာပေါ့ဒါတစ်ပိုင်းပေါ့ကျွန်တော်အဲ့လိုမျိုးတိုင်းမှုကိုဒီလိုလှုပ်လိုက်ပြီဆိုလဲဆိုတော့ကျွန်တော်ဒီဘက်ကကျွန်တော်နေမြေမှာတာဝန်ရှိတဲ့လူတွေကိုကျွန်တော်မေးကြည့်ရပေါ့နော်မေးကြည့်ရအားအကိုတို့တိုင်းမှုတော့ဒီလိုမျိုးရာဇနာပေးနေပြီ2လအတွင်းမှာရအောင်ပြန်ပြီးတော့မှခြိတက်ပါမယ်တိုက်ခိုက်ပါမယ်လို့ဆိုပြီးတော့မှပြောနေပြီပေါ့အဲ့တော့2လအတွင်းမှာကျွန်တော်တို့ကပြန်ပါသွားတဲ့အခြေအနေမျိုးထိအကိုတို့ကလက်ခံပါလားလက်လို့ဆုံးရှုံးခံပါလားဆိုတဲ့ပုံစံမျိုးကျွန်တော်နည်းနည်းလေးသူတို့တီးခေါက်ကြည့်ရပေါ့တီးခေါက်ကြည့်တဲ့အခါကျတော့ဘလို့မှလက်လို့ဆုံးရှုံးခံရအကြောင်းမရှိဘူးပေါ့နော်ဒီဆေးကြောင်းကိုကျွန်တော်တို့ဒီဘက်မှာမောတော်ကိုတက်အလုံးလုံးနေတဲ့အချိန်မှာဟိုဘက်ကဆေးကြောင်းတော့ကျွန်တော်တို့ကောင်းကောင်းကြီးတားထားနိုင်သေးတာပဲပေါ့နော်ဒါမျိုးဖြစ်လာတဲ့အကြောင်းမရှိဘူးဆိုတော့သူတို့ရဲ့ဒါဟိုဘယ်လိုအားတက်ဆရာပေါ့ဗျာဝမ်းသာဆရာစကားလေးလဲသွားပြီးတော့မှကြားရတယ်ပေါ့အဲ့တော့ပြီးတော့သူတို့ကဘာပြောလဲဆိုတော့တိုင်းမှုပြုတ်အောင်ကိုဖြုတ်ပေးမယ်တဲ့တိုင်းမှုပြုတ်ပေးမယ်2လနဲ့ဘလို့မှရောက်အောင်လာနိုင်နေအကြောင်းမရှိဘူး2လလည်းမရဘူး2နှစ်လည်းမရဘူးပေါ့နော်ကျွန်တော်တို့ကဒီတဲ့တိုးပြီးတော့နယ်မြေတွေကိုထပ်ပြီးတော့မှအသိမ့်ပိုင်းနိုင်အောင်ပဲကြိုးစားမှာပေါ့ကျွန်တော်တို့ scope ကျင်းသွားအောင်တော့ကျွန်တော်တို့ကဘလို့မှလုံးမှာမဟုတ်ကျွန်တော် scope တစ်ဖြည်းဖြည်းနဲ့ကျယ်လာအောင်လို့ကျွန်တော်တို့ပူပေါင်းတဲ့ဖွဲ့တွေနဲ့ဒါဝိုင်းပြီးတော့မှကျွန်တော်မြို့ထိန်းထားတဲ့ဖွဲ့ကထိန်းထားပါတော့ကျန်တဲ့ကျွန်တော်တိုက်ခိုက်ဖွဲ့တွေပြန်ပြီးတော့မှစုဖွဲ့တာတို့ထုံနှုတ်တာတို့ကျွန်တော်တို့ပြင်ဆင်ဆောင်ရွက်နေတာတွေလည်းဒီဘက်မှာအများကြီးကျွန်တော်မျက်စိထဲမှာမြေပြင်မှာမြင်တွေ့နေရတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှလည်းကျွန်တော်တို့တိုင်းမှုကတော့2လဆိုတော့မိုးပေါ်လာ2လတော့ဖြစ်နိုင်လိမ့်မယ်ပေါ့နော်အဲ့တော့တိုင်းမှုတွေကတော့ညှော်လင်းချက်တော်တော်မဲ့အနေထားမျိုးဖြစ်တယ်ဆိုတဲ့ဟာတခုပြောချင်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့မနေ့ကဆိုလို့ရှိရင်ကျွန်တော်ထည့်ပြီးတော့မှပြောလိုက်တယ်ပေါ့ဒီကောင်နေရေဟက်ရင်နဲ့ကိုကောက်ကျွန်တော်လာပြီးတော့မှပို့ဆောင်တဲ့ထဲမှာရိတ်ခါတွေပါတယ်ရိတ်ခါတွေကိုသူတို့ကအလဲမှာပုံဒမ်လှုပ်လိုက်တယ်ပေါ့နော်ဒမ်လှုပ်လိုက်ပြီးတော့မှသူကအဲ့လိုစစ်ကြောင်းတွေကပတ်ပြီးတော့မှသူတို့ဒီဟိုဝိုင်းထားတဲ့ပုံစံမျိုးလှုပ်ထားတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီရိတ်ခါတော့ကိုယူစားလိုက်ပြီးတော့ဟိုအဓိကကြောပေါ်တဲမသွားတော့ဘူးပေါ့ဗျာကြောပေါ်တဲမသွားတော့ဘဲနဲ့ဟိုအလွယ်လေးလုံမယ်ဆိုပြီးတော့မှစီစဉ်ထားတဲ့ရိတ်ခါတော့တွေကိုကျွန်တော်တို့ကပတ်တွေးလိုက်ကောပတ်တွေးလိုက်တော့ကျွန်တော်တို့ကယူလိုက်ကောယူတော့ရလိုက်တဲ့အချိန်မှာဘာတွေသွားပြီးတော့မှတွေ့ရလဲဆိုတော့ကျွန်တော်ရချင်းတော့ကတော့မနေ့ကကျွန်တော်ပြောတဲ့အချိန်မှာစိတ်ကလည်းနည်းနည်းလောသွားတယ်ပေါ့ရချင်းအချိန်မှာဘာမှကျွန်တော်မသိသေးဘူးဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်ဆန်အိတ်တွေဘာတွေအဖောက်ဖွဲ့ပြီးတော့မှဘာတွေပါလဲဆိုတာကြည့်တဲ့အချိန်မှာဆန်အိတ်ထဲမှာဗျာဒါလုံးဝအမှန်မထင်ပဲဒါအာရှလမ်းမှာလည်းဒီတိုင်းကြုံရတယ်ပေါ့နော်အာရှလမ်းမှာဗျာနောက်တန်းကနေကျွန်တော်တို့လာစာတွေအကြော်လှော်တွေပို့တဲ့အချိန်မှာဒါဘိုးကြီးတယောက်ကပေါ့နော်အဲ့ဒါကျွန်တော်အင်တာဗျူးထဲမှာလည်းတက်ချက်တယောက်ရဲ့အင်တာဗျူးထဲမှာကျွန်တော်ပါလိမ့်မယ်နဲ့တူပဲဗျဘိုးကြီးတယောက်ကသူ့ရဲ့အထုပ်ထဲမှာသူကအမြင်နဲ့မြင်းသေးထက်ပေးခိုင်းပြီးတော့မှနောက်တန်းကိုထည့်ပေးခိုင်းပြီးတော့မှ तू ကဘာလုပ်လဲအဲ့ဒီ
မြင်းသေးကိုရဲဘော်တွေကိုပြန်ရောင်းစားရဲဘော်တွေကဒီဟာရှူလိုက်ပြီးလို့ရှိရင်သူတို့ရဲ့လာတာဘိုးကြီးကိုပြန်ပြီးတော့ထိုးအပ်လိုက်ရဒီလိုမျိုးပေါ့နော်ဟိုဈေးနှုန်းမြင့်မားမားနဲ့ပေါ့ခဲသေးရတဲ့ကဈေးနှုန်းမြင့်မားမားနဲ့ရောင်းမှာပေါ့ဒီလိုမျိုးရောင်းချတယ်အခုလဲအဲ့ဒီဆန်အိတ်ထဲမှာအဲ့ဒါတွေတွတ်တွေ့တယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ဒါတစ်ဖွဲ့နဲ့တစ်ဖွဲ့ရလဲကျွန်တော်တို့ dump လုပ်တဲ့နေရာတွေတို့ပြီးလို့ရှိရင် line အခက်ခဲပေါ့နော်ဖုန်း line အခက်ခဲတွေလည်းရှိရဲကျွန်တော်တို့ Starlink အခက်ခဲတွေလည်းရှိရဲ Starlink band နေရာတိုင်းမှာမရှိတဲ့အခက်ခဲတွေလည်းရှိရခါကြတော့ကျွန်တော်ဓာတ်ပုံမှတ်တမ်းလေးတော့ကျွန်တော်မင်းညစူးစမ်းပြီးတောင်းကြည့်သေးတယ်ဒါပေမဲ့ကျွန်တော်အဆက်အသွယ်လေးနည်းနည်းမရတဲ့ခါကြတော့ဟိုဓာတ်ပုံမှတ်တမ်းနဲ့တကွာကျွန်တော်ဒီမှာတခါလေးထိုးပြကျင်တာပေါ့နော်ဒီကောင်လေးဒီလိုအခြေအနေမျိုးရှိနေပြီးတော့ဒါဥတီဥဆောင်ကိုခဲ့တဲ့လူတွေကပါစားတွေကိုကျွန်တော်ဆေးကျွေးပြီးတော့မှတိုက်ခိုင်းနေဆိုတော့ကျွန်တော်အရင်တော့ကကျွန်တော်စစ်တဲ့ထဲမှာနေတော့လည်းအဲ့ဒါမရှိခဲ့ဘူးမရှိခဲ့တော့ကျွန်တော်ကဟုတ်ပါမလားပေါ့နော်ဟုတ်ပါမလားတော့ရဲဘော်တွေမိလို့ရှိရင်အင်တာဗျူးမေးလို့ရှိရင်သူကအမြဲတမ်းကျွန်တော်တို့ဘက်ကမေးပြတယ်ပေါ့နော်ဆေးကျွေးပြီးတော့တက်ခိုင်းနေဆိုတော့ဟုတ်လားဆေးကျွေးပြီးတက်ခိုင်းနေဆိုတော့ဟုတ်လားဆိုတော့ဟာဒီမေးတဲ့အချိန်မှာကျွန်တော်တိတ်တောင်မယုံသင်္ကာဖြစ်မိတယ်ပေါ့နော်ဒီကိစ္စမဖြစ်နိုင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တုံးတဲ့လူမရှိဘူးလားဆိုတော့သူကိုကြိုက်ရကိုနှစ်သက်ရကိုကကိုလောက်ကြတာပေါ့နော်အရက်တောက်တဲ့လူကတောက်မယ်ဒါဒီကိစ္စလောက်တဲ့လူကလောက်ကြတယ်ပေါ့နော်ကိုကသူကနဲ့သူဟိုတိုင်းရင်းလေးမှာရှိလား5-10ယောက်လိုပဲယူဆတာပေါ့နော်အခုကအဲ့လိုမဟုတ်တော့ဘဲနဲ့ဒါကျွန်တော်တို့ရဲစိတ်တစ်ခုဖြစ်ဒီဟာတွေကိုရဲစိတ်တစ်ခုဖြစ်တင်လာပြီးတော့မှအရက်တိုက်ပြီးတက်ခိုင်းမယ်ဆိုဗျာအရက်လင်းမိတ်များတောင်းနိုင်တဲ့လူဆိုလို့ရှိရင်တရက်ကိုအရက်တစ်လုံးတော့ပါလို့ဆိုလို့ရှိရင်ခင်ဗျာအရက်9လုံးလောက်ထိုင်း9ရက်လောက်ပဲတောက်ရမှာဟိုကောင်ဆိုလို့ရှိရင်နည်းနည်းဟို weight ပေါ့လေးနဲ့လူတယောက်ကိုအကြာကြီးဟိုဆွဲဆောင်ထားနိုင်တဲ့အနေထားမျိုးရှိရပေါ့နော်ပြီးလို့ရှိရင်မင်းညကဆိုလို့ရှိရင်လည်းဒီကောင်လေးဒါစီယုံတော်ထဲမှာကျွန်တော်တို့ဒီဘက်ကပြစ်ခတ်မှုကြောင့်ကျွန်တော်ဟိုနည်းနည်းလေးသူတို့ဖျို့ဖျဲဖြစ်တယ်ဖျို့ဖျဲဖြစ်တော့ကျွန်တော်တွေးတယ်ဖျို့ဖျဲဖြစ်ရင်တော့အေးပါစာတွေကတော့ညကြရင်တော့ပြေးလိမ့်မယ်လစ်လိမ့်မယ်ဆိုတော့မင်းညဒါစီယုံတော်ထဲမှာတချို့တွေဒါပြေးလွှားကြတယ်ပေါ့နော်ပြေးကြလွှားကြအခြေအနေမျိုးတွေကြုံရတယ်ဒီလိုမျိုးလဲကြားရတယ်ပေါ့နော်အဲ့တော့ပြေးတဲ့အဖွဲကတော့တော်တော်နည်းနည်းကန်တော့နည်းနည်းဆိုးသွားတယ်သူတို့နောက်ကလိုက်တဲ့ဖွဲကပြန်ပြီးတော့မှမိသွားတယ်ပေါ့နော်မိသွားလို့ဒီကောင်လေးထုံးတဲ့နိုင်နေရာသူ့နေရာသူပြန်ပြီးတော့မှပါသွားတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာပါတဲ့ပါစတွေအနေနဲ့လည်းဒါအချိန်မျိုးပါနော်အချိန်မျိုးကျွန်တော်လမ်းမှာတွေ့တဲ့အဖြူမှတ်သားတစ်ခုပေါ့နော်ကြိုက်တဲ့ဟာကိုယူပြီးတော့မှကျွန်တော်တို့စီအမြန်ဆုံးဆက်သွယ်လို့ရပါတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဂျားထဲမှာကြီးရွာတွေဘာတွေနဲ့တွေ့တာမျိုးဘာညာဆိုလို့ရှိရင်လည်းကျွန်တော်ကြီးရွာသားတွေနဲ့ချိတ်ဆက်ပြီးတော့မှလည်းကျွန်တော်တို့ဘက်ကိုလာလို့ရပါတယ်ပေါ့နော်ကျွန်တော်တို့ဘက်ကတောက်လျှောက်ဒီဟာနဲ့ပတ်သက်ပြီးတော့မှလည်းကြိုးစိုးလျက်ရှိပါတယ်ပေါ့နော်အဓိကခင်ဗျားတို့ဟိုတန်တီစစ်သားတွေနဲ့ကျွန်တော်တို့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ဂျာမှာခင်ဗျားတို့ပါစာတွေဂျာညက်နေခြင်းကလည်းတက်ရှိုခံထားရခြင်းကလည်းကျွန်တော်တို့တော်လှန်ရေးအတွက်တော့နည်းနည်းတော့ဟိုအနှောက်ယှက်အဟံတာတစ်ခုဖြစ်ကျွန်တော်လှုပ်ဆောင်နေရတယ်ဆိုတဲ့ဟာလေးကိုပြောချင်ပါတယ်ဗျနောက်တစ်ခုကတော့ဒါကျွန်တော်တို့AA နဲ့ PDF တပ်ဖွဲ့ဝင်9ဦးဒါအလင်းဝင်ပါတယ်ဆိုပြီးတော့မှကျွန်တော်တို့ AR တိုင်းမှာနောက်တော်နိုင်စစ်တာနာချုပ်တိုင်းမှုကကြိုးစိုးတယ်တို့ဘာဖြစ်တယ်တို့ညာဖြစ်တယ်တို့ဆိုပြီးတော့မှစစ်ကောင်စီဘက်ကလည်းကျွန်တော်တို့ဒါဘောမာတွေဘက်ကကျွန်တော်တို့ကိုသတင်းတူသတင်းမှားတွေနဲ့ဝါဒဖြန့်နေတဲ့ဟာသွားတွေ့ရတယ်ဗောနော်ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အမြဲတမ်းပြောပါတယ် AA ကလုံးဝပြောပြီးဆိုလို့ရှိရင်တိတိကျကျတိတိပပပြောတာဗောနော်အဲ့တော့အားရခါတော့ AA ကကျွန်တော်ပြောရေးဆိုငင်ရှိတဲ့ဥခိုင်ဒုက္ခကဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ထွက်ပြီးတော့မှပြောထားတာရှိပါတယ်ဘယ်လိုပြောထားလဲဆိုတော့ကျွန်တော်အဲ့နေမီကန်ပြည်သူလူထုကိုအတင်းဖမ်းဆီးတယ်ရိုက်နှက်တယ်ကျွန်တော်လမ်းတွေရွေးခိုင်းမှာပါဗျာကျွန်တော်စစ်တပ်ထဲထဲတဲ့ကောင်လို့ပေါ့စစ်တပ်ထဲထဲတဲ့လူတွေဟိုပါစားတွေလို့ပေါ့အထက်ခံရတယ်လို့ဘယ်လိုမျိုးလုပ်မလဲဆိုတော့ तू ကမစ္စတာတဲ့ဝင်မလားထောင်ချခံမလားဒါတော့မှကျွန်တော်မေးထားတဲ့အထက်မှာပါတယ်ထောင်ချခံမှမယ်လို့ပြောရတော့မရဘူး तू ထောင်ချတော့ဘယ်လိုမှမခံလာဘူးစစ်တပ်ထဲပဲဝင်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးနဲ့အခုလဲ तू ကတခုခုဒါကျွန်တော်တို့အတင်းအကျပ်လှုပ်ပြီးတော့မှပြည်သူလူထုကိုနှိပ်စက်ပြီးတော့မှဒါ PDF ဖြစ်ဝန်ခံခိုင်းတယ်ပေါ့နော်အေးတပ်ဖွဲ့ဝင် PDF ဖြစ်ဝန်ခံခိုင်းတယ်ဝန်ခံခိုင်းပြီးတော့မှကျွန်တော်တို့ဒီ9ဦးကိုဝါဒဖြန့်နေတာရှိပါတယ်အဲ့တော့ဝါဒဖြန့်နေတဲ့ဟာမှာကျွန်တော်လည်းအမြင်နဲ့ပြောတယ်ဒီစကားကိုဥခိုင်းဒုက္ခလည်းထည့်ပြီးတော့မှပြောသွားပါတယ်ကျွန်တော်တို့ကကျွန်တော်တို့ဘက်ကိုလာပြီးတော့အလင်းဝင်လာပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်လဲဆိုလာမင်းဘယ်တက်ကလဲဟိုတနက်အဲ့တဲ့ပုံကြီးဓာတ်ပုံအဲ့ကောင်သူ့မျက်နှာကြီးနဲ့ကိုကျွန်တော်တို့ကရိုက်ပြီးတော့မှ line ပေါ်မှာဘယ်တက်ကဘ
ဘသူကတော့ဘယ်လိုမျိုးဟိုကလောက်ပါတယ်ဆိုပြီးတော့မှလာပြီးတော့တော်လိုင်းတက်ဖွဲ့ထဲမှာလာတော့လက်နဲ့ချပါတယ်ပြည်သူဘက်ကိုခိုးလုံးပါတယ်ဆိုပြီးတော့ကျွန်တော်တို့တခါတည်းထုတ်ပြန်သူတို့ကလာလိုက်မျက်နှာကြီးဖုံးပြီးတော့မျက်နှာကြီးဖုံးမျက်နှာဖုံးမှာတော့ဗျာဘာလို့တော့မှာချစ်တက်ကရဲဘော်တွေရဲ့တာသမီတွေကိုဒီလိုဓာတ်ပုံရိုက်ခိုင်းတော့ရတဲ့အနေအထားမျိုးဆိုတော့အဲ့တော့ပြောချင်တာကချစ်တက်ကသတင်းထုတ်တဲ့ကောင်နေမင်းတို့ယုံကြည်အောင်လဲသတင်းထုတ်ယုံကြည်အောင်လဲအလုပ်လုပ်ကြအောင်မင်းတို့ဘယ်ပြည်သူမှမယုံဘူးဘယ်တော်လိုင်းတက်ဖွဲ့ရမှာမယုံဘူးပေါ့နော်အဲ့ဒီဒါအေးနဲ့ပတ်သက်ပြီးတော့မှတက်ဖွဲ့ဝင်ကိုအလင်းဝင်လာဆိုတဲ့ပတ်သက်ပြီးသတင်းမှားတာဖြစ်ပါတယ်ဆိုတဲ့ဟာကိုဥခိုင်စုခါကညင်းချက်ထုတ်ထားပါတယ်ဆိုတော့လေးပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အထဲမှာတော့တိုင်းမှုကတော့2လပြည့်ရင်တော့တေချာနေပြီပေါ့နော်တေချာနေပြီအဲ့တော့ကျွန်တော်တို့ဒီဘက်ကအဖွဲတွေကိုလည်းမြင်းအခုထိုးလာတဲ့စစ်ကြောင်းကအဖွဲတွေကိုလည်းကျွန်တော်တို့ဆက်သွယ်ရခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအမြဲတမ်းကြိုးစိုးပါတယ်အဲ့ဒီတပ်ဖွဲ့ဝင်တွေမိသားစုတွေရှိမယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အမျိုးသားကိုယ့်ရဲ့မောင်ကိုယ့်ရဲ့တူတွေကိုလမ်းပြီးတော့မှအကြောင်းကြားပေးပါကျွန်တော်တို့ဘက်ကအမြဲတမ်းကြိုးစိုးလျှက်ပါကျွန်တော်ဖမ်းပြီး3ပန်းကလွဲလို့ကြံတဲ့လူတွေအကုန်လုံးဒီဘက်မှာအေးစေးသေးလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နဲ့လက်နဲ့ပါလာမယ်ဆိုရင်စူးကြေးငွေနဲ့တကွလက်ခံလေးရရှိပါတယ်ဆိုတဲ့အကြောင်းလေးကိုပြောကြားရင်းနဲ့ဒါကျွန်တော်ရဲ့ဒီနေ့သတင်းတင်ဆက်မှုလေးကိုညီကုန်းချုပ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်